တူရကီနိုင်ငံကူဆာဒါစီနော်ဒါကတော့အရန်လာတဲ့ဟိုဟာလေးပါကျွန်တော်ရိုက်ပြခြင်းဖြစ်ပါတယ်တကယ်ချင်းတို့ကိုကျွန်တော်အခုချိန်ဒါတူရကီကနောက်ဆုံးပို့ပေါ့နော်မနေ့ပြန်ကြရင်တော့ပင်လယ်တဲ့ပြောင်းမစီတေးတူရကီမှာအရန်လာတယ်ဒီမြို့လေးကဘာဈေးဝယ်လို့လဲအရန်တန်တယ်ပြီးတော့တကယ်ချင်းတို့ကိုပြကျင်တာကဘာလဲဆိုတော့ကျွန်တော်ဘေးနားမှာကမ္ဘာအကြီးဆုံး1 to 10တင်မော်ကြီးရှိတယ်သူကတော့22ထပ်ရှိတယ်ကျွန်တော်တို့က19ထပ်ပဲရှိတယ်ကျွန်တော်တို့ကုမ္ပဏီမှာတော့ကမ္ဘာအကြီးဆုံးတင်မော်တစ်စီးရှိတယ်ဒါကတော့အဲ့ထဲကတစ်စီးပေါ့နော် Norwegian အပြမယ်နော်ဟိုဘက်ဒီဘက်နင်းနီလေးအရန်လာသူ့မှာရေတော့ short sea ဘာညာနဲ့ကျွန်တော်တို့ခဏဒီတင်မော်နဲ့ friend ပဲတွေ့နေရတယ်ဒါပေမဲ့တကယ်ချင်းတို့ဒီတူရကီရဲ့အလှလေးနဲ့ရောပြီးတော့ပြခြင်းဖြစ်ပါတယ်ဟိုမှာရေတော့ short sea တွေနဲ့သူတို့တွေဒီမှာရေကူးဟိုဘက်ဒီဘက်ရေကူးနေကြတာသူတို့ရေကူးကန်ဒီမှာကူဆာဒါစီနဲ့ကမ္ဘာအကြီးဆုံးတင်မော်ကြီးနဲ့တွဲပြီးတော့ကျွန်တော်တင်မော်နဲ့မြင်ရတော့ဒါကိုတကူးတကလေးရိုက်ပြခြင်းဖြစ်ပါတယ်အားလုံးကိုချစ်ပါတယ်တူရကီမှာတော့မြန်မာတွေပေါ်တယ်ဒီမြို့မှာတော့မြန်မာတွေရှိမရှိတော့မသိဘူးတူရကီမှာနေတဲ့မြန်မာတွေပေါ်တယ်တူရကီရန်လှတယ်ကျွန်တော်အမ်စတမ်ဘူပဲလာတာပေါ့ဒီမှာဒီတောင်တန်းတွေမှာ7ကာလာဒီမှာတက်တန့်ရောင်လေးတွေဒီအပေါ်ဆုံးကဟာတွေကတင်မောပေါ်အပေါ်ကမြင်တော့ပုံမြင်ရတယ်ဒီအိမ်လေးတွေကိုခြေရတာအပြာရောင်လေးတွေအနီရောင်လေးတွေဝါရောင်လေးတွေဟိုဘက်မှာလည်းတင်မောတစ်စီးကျွန်တော်မျက်လုံးနဲ့မြင်တယ်လို့မျိုးတငယ်ချင်းတို့ကျွန်တော်အကောင့်ထဲကတငယ်ချင်းတွေကိုမြင်စေခြင်းလို့ကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်အကောင့်ထဲကတငယ်ချင်းတွေလည်းစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နေနိုင်ကြပါစေဘယ်လိုပဲပြော Facebook ပေါ်မှာစိတ်ဆင်းရဲစရာတွေစိတ်ညစ်စရာတွေပဲတွေ့နေရတဲ့အတွက်ကြောင့်ဘာပဲပြောကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ကြောင့်ဘယ်လိုပဲဖြစ်အမောပြေသွားတယ်တနေ့တာအဆင်ပြေသွားတယ်တခဏလေး10မိနစ်လေးအဆင်ပြေသွားတယ်ဆိုရင်ကျွန်တော်ကျင်တတ်ပါတယ်အဲ့အတွက်ကြောင့်လည်းကျွန်တော်ဗီဒီယိုလေးတွေတင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်အိမ်ယာမိသားစုလည်းမြင်စေခြင်းပါအားလုံးချစ်ပါတယ်ကျွန်တော်တငယ်ချင်းတွေကိုလည်းမြင်စေခြင်းလို့ပါဘာလို့လဲဆိုတော့အရန်လာတဲ့နေရာကိုဘယ်လိုပဲပြောဘလောက်ပဲချမ်းသာဘလောက်ပဲဆင်းရဲအချိန်တန်ညရင်အလှပတရားဆိုတာနေရာတိုင်းမှာရှိတယ်မြန်မာပြည်မှာလို့ပေါ့လှပတွေနေရာတွေအများကြီးရှိတဲ့ထဲမှာမှသူလဲတူရကီကတနေရာအပါဝင်ပေါ့တော်တော်လှတယ်အားလုံးကိုချစ်ပါတယ်ကျွန်တော်တော့ဒီမှာပစ္စည်းတွေအရန်ဝယ်လို့တန်တယ်ဒီမှာတများကြီးဆိုပစ္စည်းတွေအထုပ်ကိုးတွေနဲ့ဝယ်လာကြတာအများကြီးပဲဒီမှာဟိုမှာစုံပလွန်လေးတွေဆိုလည်းအများကြီးပဲအားလုံးချစ်ပါတယ်အားလုံးအဆင်ပြေကြပါစေအမဘာဝိုင်းနဲ့ခွင့်လို့ပါပဲပြောတနေ့တာအတွက်ဒီလိုမျိုးနှပ်ပါတဲ့နောက်ထပ် background လေးနဲ့တကယ်ရင်းတို့နှလုံးအေးဝိုင်းရှင်းနေပါတယ်အားလုံးချစ်တဲ့တတာစီ